ဝန်ညာရှိတယ်ဆိုရင်ကြောက်မှမနေနဲ့ ဘာတွေများခုံးပြီလို့လဲကိုလေးရဲ့ ဘာတွေခုံးပြီလို့လဲဟုတ်လားမိတက်လို့မိစားနှုံးမယ်လို့တော့မိစားမရှိတော့ဘူးလေ မိစက်ကလေးခိုးရောက်တာ အဲ့ဒါမိစားခလေးလားအဲ့ဒီမိစားကတိမ်ကိုရာနဲ့ချီပေးရတယ်လေဟမ်ဟေးအဲ့ဒါထားတော့ကြောက်မိမအိမ်ကိုတခိုးကတ်တဲ့ယောက်ျားတဲ့ CCTV ကြည့်လိုက်အောင်နဲ့ CCTV လည်းကြည့်လိုက်အောင် CCTV တွေအိမ်မှာတက်တာတစ်လုံးမှမရှိတော့ဘူးဟမ် CCTV လေးခိုးရောက်တာ အမလေး CCTV လေးကလားအဲ့ဒါလည်းတိမ်ကိုဆယ်နဲ့ချီတယ်နေစမ်းမအောင်အဲ့ဒီ CCTV ကအမြင့်ကြီးမှတက်ထားတာခင်ဗျားဘယ်လိုတက်ခိုးလဲ ထမိန်ကတောင်းကြပြီးတက်ခိုးတာ အမလေးထမိန်တော့ကတော့ကြိုက်ပြီးတက်ခိုးရတယ်လို့ကွာခင်ဗျားကိုခင်ဗျားမြန်ဟမ်ဓာတ်တိုင်ပေါ်တက်ပြင်းတဲ့လူများမှန်နေတာအဲ့လောက်ဒီထမိန်ကတော့ကြိုက်ပြီးတော့အပေါ်တက်ရအောင်ဟမ်အေးအဲ့ဒါထားလိုက်တော့နော်ကျောက်ကကားတော်လေးနဲ့အပြင်သွားဖို့ကားပေါ်လဲတက်လိုက်ရောအောက်ငုတ်ကြည့်တော့ဘဲက၄ဘိန်းလုံးမရှိတော့ဘူး စီရတိုင်းကြရင်တော်ပြီပေါ့ အမလေးစီရတိုင်းနဲ့ကားမောင်းလို့ရတာလားမလင်းတော့ခင်ဗျာတော်တော်မဟုတ်တယ်ဘွားတော့နေစမ်းပါဦးခင်ဗျာအခုခိုးရောင်းလိုက်တဲ့ပစ္စည်းတွေဘတို့တော်ရောင်းလဲကျုပ်ကိုပြောသား မပြောဘူး ဘာဖြစ်လို့ ကိုကြောင့်သူများဒုက္ခရောက်ပါမှာဆို အမလေးကိုကြောက်သူများဒုက္ခရောက်သွားပါဆိုလို့နဲ့ငါကြတော့ဒုက္ခရောက်ပေါ့